အားလုံးပဲမင်္ဂလာပါအမက Chinese Scholarship 2025ရဲ့ awardee တယောက်ဖြစ်ပါတယ်။ယခုလက်ရှိမှာ Thammasat University ရဲ့ Civil Engineering Program နဲ့ပထမနှစ်တက်ရောက်နေတာလည်းဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးထဲမှာ Chinese Scholarship အကြောင်းနဲ့ပတ်သက်ပြီးတော့အကျဉ်းချုပ်ပြောပြပေးသွားချင်ပါတယ်။ဘာတွေပြောပြပေးသွားမှာလဲဆိုတော့ Chinese Scholarship ကဘာလဲ။ Chinese Scholarship ကဘယ်သူတွေရှောက်လို့ရလဲ။ရှောက်မယ်ဆိုရင်ဘယ်လို document တွေလိုအပ်မလဲပြင်ဆင်ထားရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်။ဆိုတော့ Chinese Scholarship ကဘာလဲ Chinese Scholarship ကထိုင်းနိုင်ငံကတက္ကသိုလ်တွေမှာပညာသင်ချင်တဲ့လူငယ်တွေကိုပညာသင်ဆုအပြည့်အဝထောက်ပံ့ပေးထားတဲ့အစီအစဉ်ဖြစ်ပါတယ်။ Chinese Scholarship က Bachelor Degree, Undergraduate Degree အတွက်ကိုထောက်ပံ့ပေးတာဖြစ်တယ်။ဒါကြောင့်မလို့၄နှစ်တာအကြောင်းကြားရမယ်ပေါ့နော်။ဆိုတော့ Chinese Scholarship ကဘယ်သူတွေရှောက်လို့ရတာလဲ။ Chinese Scholarship ရှောက်မယ်ဆိုရင်မြန်မာနိုင်ငံသားဒါမှမဟုတ်ရင်ကမ္ဘောဒီးယားနိုင်ငံသားဖြစ်ရပါမယ်။ application form မတိုင်ခင်မှာအသက်30ထက်မြင့်နေရမယ်။ဆိုတော့အသက်30အောက်လူငယ်တွေရှောက်လို့ရပါတယ်။သူကဘာတွေထောက်ပံ့ပေးထားလဲဆိုတော့တက္ကသိုလ်၄နှစ်စာအတွက် University fee တွေပေးမယ်။ရန်ကုန်ကနေမြန်မာကနေထိုင်းကိုလာလို့ရှိရင်ကုန်ကျမဲ့စရိတ်တွေပါမယ်။ visa fee အဲ့ဒါအပြင်ကျောင်းမှာသုံးမဲ့ books, uniform ပြီးရင် computer grant စာတွေကိုလည်းထောက်ပံ့ပေးရယ်။အဲ့ဒါအပြင် daily transportation rent တွေ food တွေအစရှိသဖြင့်ပေါ့နော်အကုန်လုံးကိုသူကအပြေအဝထောက်ပံ့ပေးထားတာလည်းဖြစ်ပါတယ် health insurance နဲ့ emergency case တွေအတွက်ကိုလည်းသူက step by step ထောက်ပံ့ပေးမှာဖြစ်ပါတယ်ဆိုတော့ Chinese scholarship ကဒီလိုမျိုး fully funded scholarship ဖြစ်တဲ့အတွက်သူတို့မှာသတ်မှတ်ချက်တစ်ခုရှိတယ်။ဘာလဲဆိုတော့ဒီ scholarship ကိုလက်ခံထားရဆိုရင်တခြားသော scholarship ကိုယူလို့မရဘူးလက်ခံလို့မရဘူးပေါ့နော်။ဒါပေမဲ့နောက်ထပ် twin jet တစ်ခုအနေနဲ့ကကြတော့တက္ကသိုလ်တွေကနေပေးတဲ့tuition fee waiver ပေါ့နော်။ tuition fee ကင်းလို့ခွင့်စားတဲ့ scholarship ကိုကြတော့လက်ခံလို့ရတယ်။ Chinese Foundation ဘက်ကနေပြီးတော့လက်ခံပေးရပေါ့နော်။ဒါပေမဲ့ Chinese Foundation ကိုကျမကတော့တက္ကသိုလ်ကရတဲ့ tuition fee waiver scholarship ကိုလက်ခံထားရရှိထားပါတယ်ဆိုတဲ့အကြောင်းကိုပြောပြရမယ်ပေါ့နော်ဆိုတော့ Chinese scholarship ကဒီလိုလူတွေရှောက်လို့ရတယ်ဆိုတာသိပြီလို့ထင်ပါတယ်အဲ့ဒါအပြင်ဒါဆိုရင် Chinese scholarship ရှောက်ဝင်ဆိုရင်ဘာတွေလိုမလဲဘာလို့ document တွေလိုမလဲဘယ်လိုစာရွက်စာတမ်းတွေလိုမလဲသူကနိုင်ငံခြားမှာထိုင်းမှာအကြောင်းလာတန်းမှာဖြစ်တဲ့အတွက် English proficiency test ကိုလိုပါတယ်အဲ့ဒါအပြင်အထက်တန်းအောင်လက်မှတ်ကိုလည်းလိုမယ်အထက်တန်းအောင်လက်မှတ်နဲ့ English proficiency test က Chinese scholarship က Chinese scholarship ပေါ့နော်ပေါ်မူတည်ပဲနဲ့ကိုတက်မယ်ကိုရွေးချယ်မယ်ကိုရှောက်မယ်မိသားအပေါ်မူတည်ပြီးတော့တယောက်နဲ့တူမှာမဟုတ်ပါဘူးThammasat University မှာတက်နေတဲ့သူနဲ့ Bangkok University မှာတက်မဲ့သူနဲ့အထက်တန်းအောင်လက်မှတ်နဲ့ English proficiency test လိုအပ်ပုံချင်းကမတူပါဘူး။ဘာလို့လဲဆိုတော့ Thammasat University မှာတက်မယ်ဆိုရင် Thammasat University ကအထက်တန်းအောင်လက်မှတ်အတွက်ကိုမြန်မာကျောင်းသားတွေဆိုရင် GED ကိုပဲလက်ခံတယ်။တစ်ဖက်မှာ Bangkok University မှာကျတော့မြန်မာကျောင်းသားဆိုရင်grade 12တော်လက်ကောင်ပြီးရင် matriculation examination ပေါ့နော်။ဒါတွေကိုသူကလက်ခံတယ်။ဒါကြောင့်မို့လို့ဥပမာ matriculation examination ပဲရှိရဆိုရင်Bangkok မှာတက်ချင်နေဆိုရင်ဒီ requirement ကကိုက်ညီရပါတော့။ဥပမာကိုက Thammasat University မှာတက်ချင်တဲ့ matriculation examination ဟာပဲရှိရတယ်ဆိုရင်ရှောက်လို့ရမလားဆိုတော့ကျင်းနေပေါ့လုံးဝမရပါဘူး။ဘာလို့လဲဆိုတော့ Thammasat University ကလက်မခံလို့ပါ။ GED ကိုပဲသူကလိုအပ်တာဖြစ်ပါတယ်။အဲကြောင့်မလို့Chinese Foundation ဘက်ကအထက်တန်းအောင်လက်မှတ် grade 12 English proficiency test ဒါတွေကိုတောင်းထားတယ်ဆိုပြီးမဲ့လေဒါရှိမှရမယ်ဒါရှိမှရတယ်မဟုတ်ပဲမနဲ့ကိုရှောင်းမဲ့တက္ကသိုလ်နဲ့ချိန်ညှိပြီးတော့ကိုယ့်ဘက်ကပြင်ဆင်ရမှာမျိုးဖြစ်ပါတယ်အဲ့ဒါအပြင်ကိုနိုင်ငံခြားမှာတက္ကသိုလ်တွားတက်မှာဖြစ်တဲ့အတွက် passport ကကျင်းသေးပေါက်လိုပါတယ် Chinese Foundation ကနေပြီးတော့ passport ကို application form တင်တဲ့အချိန်မှာမရှိထားလဲရတယ်လို့ပြောထားပါတယ်ဒါကြောင့်မလို့ form ဖြည့်တဲ့အချိန်မှာကိုမှလက်ထဲမှာ passport မရှိထားဘူးဆိုရင်ကျင်းဒီပေါက်ရပါတယ်အဲ့အစားမှာကိုယ့်ရဲ့ national ID ကို notary ပြန်ပြီးတော့ဗောနော်မူရင်းကိုအင်္ဂလိပ်လိုပြန်ပြီးတော့ submit လုပ်ပေးရပါမယ်အဲ့ဒါအပြင်နောက်ထပ်လိုမဲ့ document တွေကကြတော့
recommendation letter နဲ့ဆောင်ပေါ့နော်ဒါကတော့မဖြစ်မနေထည့်ဖို့ထည့်ပြရပါမယ်နောက်ပြီးမှ submit လို့ရလားဆိုရင်မရပါဘူး form တင်တဲ့အချိန်မှာ recommendation နဲ့ဆောင်ကထည့်ဖို့ထည့်ပြရပါမယ် recommendation နဲ့ဆောင်ထည့်အခါမှာလည်းကိုရဲ့ကိုတောင်းတဲ့ referee ကပေါ့နော်ဥပမာတစိမ့်တုံးနေ official letterhead တွေမရှိဘူးဆိုရင်ရတာဆိုရပါတယ်เนาะအဲ့ဒါကတော့ပြဿနာမဟုတ်ပါဘူးဒါပေမဲ့ကိုကို recommend လုပ်ပေးမယ်သူကိုရဲ့အထက်လူကြီးပဲဖြစ်ဖြစ်ကိုရဲ့ဆရာသမားပဲဖြစ်ဖြစ်သူတို့ရဲ့ contact information ပေါ့နော် phone number ဖြစ်ဖြစ် email လိပ်စာဖြစ်ဖြစ်ဒါလေးတွေကိုတော့တေချာလေးထည့်ပေးထားဖို့လိုပါမယ်အဲ့ဒါအပြင် recommendation letter နဲ့ဆောင်အပြင်နောက်ထပ်မဖြစ်မနေထပ်လို့မှာကြတော့ passport size photo ပေါ့နော်ကိုတက်ပုံလိုပဲပြီးတော့လို့ရှိရင်ကိုရဲ့ current living condition ကိုရဲ့နေထိုင်ရာပတ်ဝန်းကျင်နဲ့ကိုရဲ့အိမ်ပေါ့နော်အနေအထားကိုတက်ပုံသုံးပုံထည့်ပေးဖို့လိုပါမယ်နောက်ထပ်လိုအပ်တာတွေကကြတော့ video presentation တစ်ပုဒ်လိုမယ် essay ကနှစ်ဆောင်လိုပါမယ်အဲ့ essay နှစ်ပုဒ်ပေါ့နော် essay နှစ်ဆောင်မှာကြတော့ essay ကတစ်ပုဒ်ကို3000 character ပေါ့နော် character 3000လိုမယ်အဲ့ဒီဟာထက်ကျော်လို့မရဘူး character 3000ထက်ကျော်သွားလို့ရှိရင် तू က Google Form မှာဖြည့်ရတဲ့အတွက်3000ကျော်သွားလို့ရှိရင် तू က auto ဖြတ်ချလိုက်ရမှာနော်3000နဲ့ကိုဖြတ်ချလိုက်တဲ့အတွက်ကိုကဥပမာ3500ရေးထားတယ်ဆိုရင်ကို SCG က Google Form ထဲမှာတန်းလိုင်းပါသွားမှာပေါ့နော်နောက်က900စာလုံးရင်900ကcharacter 900က auto ပြတ်ချခဲ့မှာဖြစ်ပါတယ်3000 character ကဘာကိုပြောရလဲဆိုတော့ဥပမာ TH the ဆိုရင် word အနေနဲ့တစ်လုံးပဲဆိုပေမဲ့ character အနေနဲ့ဆို3လုံးပေါ့နော်TH either ဆိုအဲ့လို3လုံးပေါ့နော်ABCD အလုံးဟာလေးအလုံးတစ်လုံးချင်းကြီးတာဖြစ်တယ်အဲ့ဒါက3000 character ဖြစ်ပါတယ်နောက်ပြီးတော့ video ကကြတော့ maximum ကို9မိနစ်အရှိရိုက်ပေးရမယ်ပေါ့နော်9မိနစ်ထက်မကျော်တက်ပါဘူးကြော်လို့ရှင်လဲဥပမာ second ပိုင်းလောက်ပေါ့နော်အဲ့လောက်လေးတွေကပုံပြီးတော့အဆင်ပြေမယ်အဲ့ဒါအပြင်ကို video ကိုကြတော့ site က 100MB ပေါ့နော် 100MB ကြော်လို့မရဘူးကြော်လို့ရှင်လဲဖောင်ထဲမှာပေါ့နော် upload လုပ်လို့မရတဲ့ပြဿနာဖြစ်မယ်ဒါကြောင့်မလို့ 100MB out ပြောလို့ရှင်maximum length ကိုလည်း9မိနစ်အဲ့လိုထားပြီးတော့ရေးပေးလို့ရပါတယ်ဒါဒီလိုကပို့ပြီးတော့အဆင်ပြေမှာပေါ့နော်အဲ့ဒါအပြင်နောက်ထပ်တစ်ခုကကြတော့ volunteer certificate တွေရှိထားမှ volunteer တွေလောက်ထားဘူးမှChinese String Scholarship ကိုရှောက်လို့ရလားဆိုရဲမိကုန်းပေါ့နော်ဒီဟာကကြတော့ volunteer certificate တွေမရှိရင်လည်းရှောက်လို့ရတယ် volunteer မလုပ်ဘူးလို့ရှင်လည်းရှောက်လို့ရတယ်ပေါ့နော်သူတို့က Chinese String Scholarship ကဘယ်လိုလဲဆိုတော့ community အပေါ်ပြန်ပြီးတော့အကျိုးပြုမဲ့လူငယ်လေးတွေကိုသူက scholarship ပေးချင်တာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးတော့ community mindset ရှိတဲ့သူတွေကို scholarship ပေးတယ်လို့အကြံပြအားဖြင့်ပြောလို့ရပါတယ်ဒါကြောင့်မို့လို့ volunteer certificate ရှိရဆိုရင်ပိုကောင်းတယ်လို့ပြောလို့ရတယ်ဒါပေမဲ့မရှိဘူးဆိုရင်လည်းမရနိုင် scholarship မရနိုင်တာမျိုးမဟုတ်ပါဘူးဒါကြောင့်မို့လို့ volunteer certificate တွေမရှိလဲရှောက်လို့ရပါတယ်ဒါကတော့Chinese String Scholarship ကိုရှောက်လို့ရှိရင်လိုအပ်မဲ့ document တွေ requirement တွေဖြစ်ပါတယ်မရှောက်ခင်မှာကို Chinese String Scholarship ကိုမရှောက်ခင်မှာကိုရွေးချယ်ထားတဲ့ major တွေရဲ့ကိုရွေးချယ်ထားတဲ့ major နဲ့ကျောင်းရဲ့ requirement လေးတွေကိုတော့တည်ချာချာလေးကိုယ့်ဘက်ကို research လုပ်ဖို့လိုပါမယ်ဘာလို့လဲဆိုတော့တခြားသူရဲ့ requirement နဲ့ကိုယ့်ရဲ့ requirement တွေကတူချင်မှပဲတူမှာပါဒါကြောင့်မို့လို့ကိုလျှောက်တဲ့ကျောင်းကဘာတွေတောင်းလဲဆိုတာကိုအသေးစိတ်ကိုယ့်ဘက်ကိုလေ့လာထားလို့ရပါတယ်နောက်အဲ့ဒီအပြင်ကိုဒီနှစ်မှာဆိုရင် Chinese String Scholarship ကတက္ကသိုလ်တစ်ခုမပါတော့ဘူးเนาะ Rangsit University ကိုသူတို့ဒီနေ့ scholarship ထပ်မပေးတော့ဘူးအဲကြောင့်မို့လို့Rangsit University ရှောက်မဲ့သူတွေဆိုရင်ဒီနေ့ရှောက်လို့မရတော့ဘူးเนาะဒါပေမဲ့လည်း Rangsit University မှာပေးတဲ့ major ကို Thammasat University မှာပေးလိုက်တယ်ပေါ့เนาะဒါကြောင့်မလို့ major တော့ပြောင်းလဲသွားမှာမဟုတ်ပါဘူးအဲ့ဒါကြောင့်ကိုရှောက်ချင်တဲ့ major ကဘယ်ကျောင်းမှာရှိနေတဲ့ requirement တွေဘယ်လိုဖြစ်သွားမလဲဆိုတာကတော့တေချာလေ့လာထားဖို့လိုပါမယ်ဒါကတော့ Chinese String Scholarship International Bachelor ကိုရှောက်ရင်ဘာတွေလိုအပ်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့အနေငယ်အချင်းချုပ်ပြောပြပေးသွားတာပဲဖြစ်ပါတယ်ဆိုတော့နောက် video မှာ application တူကြည့်ကြပါမယ်